ဇွဲလဲစပါတော့စစ်သားတယောက်ဟာစောင့်သူတို့ရဲ့စခိုင်းကိုစောင့်နေပြီးတော့နင်းကြတကောင်ဟာလာပြီးသူ့တိုက်ခိုက်ပါတယ်မင်းနဲ့ဆိုးလည်းလာပြီးသူ့တိုက်ခိုက်ဖို့လုပ်ပဲမနိုင်ပါဘူးသူ့ရဲ့ညနေကိုကန်ချလိုက်ပါတယ်မင်းသူတို့စခိုင်းကိုကျူးကျော်ဝင်ရောက်လာပြီးတော့ပစ္စည်းကိုခိုးရဟစ်ပါတယ်အချိန်မှာအပြောင်ကောင်ကလာပြီးတော့သူ့တိုက်ခိုက်ဖို့လုပ်ပဲသူကဓာတ်တုံးချောင်းပြီးပါနေမလို့ဒီလင်ဂျာဟာသူ့ရဲ့အကွက်ကျထုတ်တုံးလာပြီးတကဘာလုံးကမဲသွားပါတယ်ဆက်ဘူးပါလုံးမဲတော့ပြီးဒီလိုသူ့ရဲ့အကွက်ကျထုတ်တုံးလာတဲ့နောက်မှာအပြောင်ကောင်ဟာသူ့ကြောက်သွားပါတယ်ဒီကောင်ကသူ့ကိုမိုးပြန်ပြီးသူ့ချပါတယ်တေးပါပြီဒီကောင်ဓာတ်ချောင်းပြုတ်ကြပါလေအဲ့ချိန်မှာဒီကောင်တွေမတ်တရနေလေဒီကောင်ဆေးရုံကောင်ဟာသူတိုက်ခိုက်သူတို့ကအကုန်လုံးတိတ်ပိုက်ကြပါရှိပါလေအနီးဘွဲဘာလို့နိုင်အနီးဘွဲနာဘာလို့ကိုကျိုးပြပါတယ်ကိုဖြတ်စီးပလိုက်ပါတယ်အစစ်သားလည်းတိုက်ခိုက်ရပါတယ်အဲ့ချိန်မှာအစရောက်ကောင်လာပြောပါတယ်ဒီဗီဒီယို subscribe လုပ်ထားတယ် Hello ဒီဗီဒီယို subscribe လုပ်ပါအပိုင်း9မှာပြန်တွေ့ပါမယ်ဟုတ်ပါ